အားလုံးပဲမင်္ဂလာပါရှင်ဟောဒီဂျပန်ဦးထဲမှာဂျပန်ပင်ငယ်လေးတွေကအောက်မှာအများကြီးဖွာနေတာကိုတွေ့ရတယ်ဒါကြောင့်မို့အန်တီနန်းကဒီနေ့ဒီဂျပန်ပင်ငယ်လေးတွေကိုဥခွဲပြီးစိုက်မှာပဲဖြစ်ပါတယ်နော်ဂျပန်ပင်တွေစိုက်ဖို့အခုလိုရှင်စည်းမြေကိုလိုအပ်ပါတယ်နော်ဂျပန်ပင်ကရှင်စည်းမြေမှာဆိုရင်ပို့ပြီးတော့မှရှင်သန်ပါတယ်အရင်တုန်းကတော့အန်တီနန်းအိမ်မှာရှင်စည်းမြေတွေများပါတယ်အခုမရှိတော့လို့ထိုင်းဖက်ကနေဝယ်လာရတာဟောဒီတတုံးကို18ပတ်ပေးရပါတယ်သူများကငွေရှာတတ်တယ်လို့ကိုကလည်းလိုအပ်နေတော့ခုလိုမြေကြီးခဲတုံးတေးလေးကိုလည်းဈေးကြီးပေးပြီးဝယ်ရပါတယ်နော်ဂျပန်ဆိုင်မဲ့ဦးကအောက်မှာအပေါက်ဖြစ်နေလို့တစ်နဲ့ပိတ်ထားလိုက်ပါတယ်ပြီးတော့ဒီရှင်စည်းမြေတွေကိုတခါနည်းနည်းစီနဲ့ကုလူချစ်နဲ့ပုံစံအတိုင်းကိုထည့်ပေးလိုက်ပါနော်အခုအန်တီနန်းထည့်နေတဲ့ပုံစံကတော့ခွက်ပုံတရံအတိုင်းကိုထည့်ပါတယ်နော်ဘာလို့လဲဆိုတော့ဂျပန်ထည့်တဲ့အချိန်မှာသူ့ရဲ့အမြင့်ကိုအောက်မှာရှိစီချင်လို့ပါနော်ရှုစည်းမြေကပြော့လို့တခါနည်းနည်းနဲ့ထည့်ရင်နဲ့ကုလူချင်တဲ့ပုံစံလေးဖြစ်လာပြီးဆိုမှအပေါ်မှာမြေဩဇာကိုအနည်းငယ်ထည့်ပေးလိုက်ပါတယ်မြေဩဇာထည့်ပြီးတော့လေရှင်စည်းမြေကိုနောက်ထပ်အပေါ်ကနေပပလေးထပ်ပြီးတော့မှဖုတ်ပေးလိုက်ပါတယ်နော်ပြီးမှဟောဒီဂျပန်ပင်ငယ်လေးကိုထည့်ပါတယ်ဂျပန်ပင်ငယ်လေးထည့်ပြီးတဲ့နောက်ပိုင်းမှာလည်းရှင်စည်းမြေကိုဘေးပပတ်လည်မှာပြန်ပြီးတော့မှအနည်းငယ်စီဖုတ်ပေးလိုက်ပါတယ်နော်ရှင်စည်းမြေကပြော့ပြီးတော့မှနူးညံ့နေတော့ကုလူချင်တဲ့ပုံစံကိုလှုပ်ပေးလို့ရပါတယ်နော်ဂျပန်ပင်ငယ်လေးတွေကိုလည်းကုလူချင်တဲ့ပုံစံနဲ့လှုပ်လို့ပြီးပါပြီအခုအန်တီနန်းကဟောဒီဂျပန်ပင်ငယ်လေးတွေကိုဒီဖော့ဘူးအလွတ်မှာစိုက်မှာဖြစ်ပါတယ်ဖော့ဘူးကနဲ့တယ်လေနဲ့လဲနဲ့တယ်ကျဲလဲကျဲတယ်ဒါဆိုရင်ရေလဲအများကြီးထည့်လို့ရတယ်ဂျပန်တွေကရေကြိုက်တယ်လေဂျပန်ပင်တွေကရေမှာဆိုရင်ပို့ပြီးတော့မှတင့်တယ်တယ်ပြီးတော့ရေမြင့်လေးဂျာတင့်လေးဆိုတဲ့စကားအတိုင်းပါပဲနော်ရေမြင့်ဆိုတာကရေရဲ့အနဲ့ကိုပြောတာပါနော်ရေကနဲ့လေးဂျပန်အတွက်ပို့ပြီးတော့မှတင့်တယ်လေးကိုပြောချင်တာပါနော်ဂျပန်အိုလီနှစ်ဦးထဲမှာဖြစ်ပါတယ်ဘူးကလည်းကျဲတယ်နဲ့လည်းနဲ့တယ်လေဒါကြောင့်မို့နှစ်ဦးထဲစိုက်တာပါဖော်ဘူးနဲ့စိုက်တဲ့ဂျပန်ကဒီတစ်ခါစိုက်တာဒါပထမဦးဆုံးစိုက်ခြင်းမှာပဲနော်တကယ်တမ်းတော့ဂျပန်အတွက်ဆိုတာကလောင်ကန်လိုပဲဖြစ်စေဒါမှမဟုတ်စင်ဦးမြေဦးတို့လိုမျိုးအေးတဲ့ဟာမျိုးနဲ့ဆိုရင်ပူပြီးတင့်တော်ပါတယ်နော်အန်တီနန်းအိမ်မှာကတော့ဒီဖော့ဘူးပဲရှိတယ်ဒါကြောင့်မို့စမ်းပြီးစိုက်ကြည့်တာပါနော်အခုဂျပန်ထဲမှာရေပြည့်နေရင်လည်းတတိယတာလေးပြောပြလိုက်အောင်မယ်နော်ရေရှိတယ်ဆိုတော့နောက်ပိုင်းကြာလာလို့ရှိရင်ခြင်လေးတွေပေါက်ဖွာတတ်ပါတယ်ဒါကြောင့်မို့ခြင်မပေါက်ဖွာအောင်လို့ငားငယ်လေးတွေရှိလို့ရှိရင်လာထည့်ထားပြီးရင်အတင်းတော်ဆုံးပဲဖြစ်ပါတယ်နော်နောက်ပြီးတော့ဟောဒီဂျပန်လေးတွေကလည်းနေရောင်ခြည်ကိုလိုအပ်ပါတယ်သူတို့ကနေရောင်ခြည်ကိုတစ်နေ့ကို9နာရီ6နာရီလောက်အပြည့်အဝရရှိတယ်ဆိုရင်အပွင့်အားလည်းကောင်းပါတယ်နော်စိုက်ထားတဲ့ဂျပန်လေးတွေကတလကြော်နလနီနီမှရှိလာတော့ကြည့်ပါအောင်အရွက်တွေကအရန်ကိုတမာတယ်စိမ့်ဆူပြီးတော့မှကိုလာပလန်းဆန်းနေတာပါနော်ဟောဒီဂျပန်လေးကိုလေအိမ်ရှိမှစိုက်ထားလို့ရှိရင်မြင်ရတဲ့အချိန်မှာစိတ်နှလုံးကိုအေးချမ်းစေတယ်အိမ်ရဲ့စက်တီကိုလည်းတိုးပွားစေတယ်လို့အန်တီနန်းခံစားမိပါတယ်နော်အခုတော့အပွင့်လေးပွင့်လာတော့ပူပြီးတော့မှဝမ်းတာပီတီဖြစ်ရပါတယ်ဒါကြောင့်မို့မိတ်ဆွေတို့ရဲ့အိမ်မှာလည်းအခုလိုအလားစိုက်တဲ့ဂျပန်လေးစိုက်ထားကြပါလို့တိုက်တွန်းပြောပြရစီနော်ကြည့်ရှုအားပေးကြသူများအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင်မိတ်ဆွေများအားလုံးကျမ်းမာပျော်ရွှင်ရှိကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော်